ကဲဒါလေးကချင်းငန်းဆက်စက်သားတောက်လေးပေါ့အမလေးဟဲ့စားကြစီဟာကွယ်မိုက်တယ်ဟလားစားကောင်းအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကစက်သားကင်တုတ်လေးတုတ်စားမှာဖြစ်ပါတယ်စက်သားကြတော့ပေါင်သားလေးတုံးထားပါတယ်ရှင်ပါဝင်တဲ့ပစ္စည်းကကြတော့စက်သားလေးပါပြီးတော့တုတ်ဖို့အတွက်စက်သွန်နီလေးပါပြီးတော့လှီးထားတဲ့နနံပင်လေးပါဆန်လောင်မုတ်လေးပါပါမယ်ရှင်စက်သားနှက်ဖို့အတွက်တကြားနဲ့ချုံမုတ်လေးရောထားတာနည်းနည်းလေးထည့်လိုက်ပါမယ်ပဲငံပြရေးအကြည်လေးအနှဲငယ်ထည့်လိုက်ပါမယ်ခရုစီလေးအနှဲငယ်ထည့်လိုက်မယ်ပြီးရင်ငရုတ်ကောင်းလေးအနက်မွေးအောင်ငရုတ်ကောင်းလေးထည့်လိုက်ပါမယ်ရှင်ကဲထည့်ပြီးသွားပြီဆိုရင်နယ်လိုက်ပါမယ်ကဲအရသာလေးစိတ်ဝင်အောင်ခဏလေးနှက်ထားလိုက်ပါမယ်ကဲစီလေးပူလာပြီဆိုရင်နှက်ထားတဲ့စက်သားလေးကိုအိုးလေးထည့်ပြီးတော့ကြော်လိုက်ပါမယ်ကဲဒီတိုင်းလေးပဲမီးအေးလေးနဲ့กินထားလိုက်ပါမယ်စက်သားလေးတချမ်းကျက်ပူသွားပြီဆိုရင်နောက်တချမ်းပြန်လှန်ပြီးတော့กินထားလိုက်ပါမယ်စက်တက်တီกินထားလိုက်မယ်ရှင်ဒါကကြတော့မီးတွေးနဲ့กินတာမဟုတ်ဘူးเนาะအိုးနဲ့กินတာပါရှင်ဒီမှာအိုးပဲရှိတဲ့အတွက်အိုးနဲ့ပဲกินလိုက်ပါကဲစက်သားလေးကျက်ပူသွားပြီဆိုရင်ဆယ်ထုတ်လိုက်ပါမယ်ဆယ်ထုတ်ပြီးတော့အေးလေးခဏခံထားလိုက်ပါမယ်ရှင်ကဲกินထားတဲ့စက်သားလေးကိုတုပ်ဖို့အတွက်လှီးလိုက်ပါမယ်နူးလေးကဲစက်သားကင်လေးတုပ်ဖို့အတွက်အချင်းရင်လေးဆက်လိုက်ပါမယ်ပါဝင်တဲ့ပစ္စည်းကကြတော့ငံပြာရည်လေးပါမယ်ပြီးရင်ငရုတ်တီလှော်ပေါ့နော်ငရုတ်တီအကြက်မှုတ်ပါမယ်ပြီးရင်ဆန်လှော်မှုတ်ရဲ့ဒါလေးကအရသာပေါ့နော်ချိုမုတ်လေးနည်းနည်းလေးထည့်လိုက်ပါမယ်ထည့်ပြီးဆိုရင်မှွေလိုက်ပါမယ်ပြီးရင်လီထားတဲ့နည်းနည်းပင်လေးထည့်လိုက်ပါမယ်ကဲပြီးရင်အချင်းလေးနည်းနည်းထည့်လိုက်မယ်တမယာရည်လေးပြီးမှွေလိုက်ပါမယ်ပြီးရင်အသစ်ပြင်ထားတဲ့စက်သွန်နီလေးလှီးထားတဲ့စက်သွန်နီလေးထည့်လိုက်ပါမယ်ပြီးမှွေလိုက်ပါမယ်အရသာဘယ်လိုရှိလဲဆိုရင်မြည်ကြည့်လိုက်မယ်အောင်မယ်နော်ကဲအရသာလေးမြည်ပြွားပြီဆိုတော့လှီးထားတဲ့စက်ကင်လေးထည့်လိုက်ပါမယ်ထည့်ပြီးတော့တောက်လိုက်ပါမယ်နော်ထိုင်းလို့ဆိုရင်ဆက်ကဲဒါလေးကချင်းငန်းဆက်စက်သားတောက်လေးပေါ့ရပါပြီကဲစားဖို့အတွက်ပကံလေးနဲ့ထည့်လိုက်ပါမယ်ကဲချက်ကင်တုံးနဲ့စားဖို့အတွက်တင်ပေါ်ဒီလေးထောင်းလိုက်ပါမယ်ချုံမောက်လေးအနည်းငယ်ထည့်လိုက်ပါမယ်ငပိရည်လေးထည့်လိုက်ပါမယ်ကဲအုတ်ဒီထန်းလေးကနည်းနည်းလေးထည့်လိုက်ပါမယ်အချိုပေါ့နော်ဒါလေးကကဲပြီးရင်အရည်လေးဆက်လိုက်မှာပေါ့နော်ကဲအရည်လေးလည်းရတာရှိပြီးသွားပြီဆိုရင်
တင်မောဒီလေးထည့်လိုက်ပါမယ်ပြီးရင်ရောနဲ့အောင်ခေါင်းလိုက်ပါမယ်စားကြရည်ကွယ်တည်ရမ်းကြနေကနန်းမစားဖြစ်ဘူးဆိုတော့လေပစွန်6လေးအနည်းငယ်ထည့်လိုက်ပါမယ်ကနန်းကြရင်တော့ကနန်းထည့်လို့ရပါတယ်နော်ကဲส้มตำလေးလည်းရပါပြီကဲစားဖို့တော့တင်ပေါ်ဒီထောင်းလေးထည့်လိုက်ပါမယ်အမလေးဟဲ့စားကြင်တရားကြီးကွယ်ဟဲ့ ဟိုလန့်တာမိုင်း အဲ့မှာပဲငေးမနေနဲ့ငါလောက်ထားအေးဟိုမှာနှုတ်ဆက်လိုက်အောင်ကဲဒီနေ့ကဆိုင်မှာတော့စားစရာမလိုဘူးအိမ်မှာလောကူနဲ့ချက်စားမဟုတ်ဘူးချက်စားလို့ရတာမဟုတ်တုတ်စားလို့ရတာစွမ်တန်လေးရယ်ပြီးတော့ချက်ကင်တုတ်လေးရယ်ကဲဆွဲလိုက်မယ်နော် မွေးနာအနံ့ကတော်တော်မွေးတာပါဟဲ့ စားကြပါဦးကဲမုတ်တိဖက်လေးရောပြီးတော့စွမ်တန်ပကန်းလည်းမထည့်ပေးမဆိုးလို့လားမသိအရှိတိုးတိုးနဲ့ရောစိတ်မြေပါဒီကဝေးရချက်ကင်တော့မွေးလိုက်တာမရဲ့ အေးနော်စားဝေးမုတ်တီလေးထည့်လိုက်အောင်မယ်ကြည့်မနေနဲ့တရေယူနေရလားငါစားအောင်ငါထည့်လိုက်အောင်ဝေး sorry ส้มตำလေးရယ်ပြီးတော့ချက်ကင်တုတ်လေးထည့်လိုက်မယ်ကြည့်ပါဦးစုံနေတော့အားမရစားတော့လက်နဲ့ပဲချလိုက်မယ်နော်ဒီလိုလေးစားရတယ်အမရဲ့ အော်အဲ့လိုလား ကိုရီးယားဆက်ဆံမိုက်တယ်ဟလားကောင်းနော် ဒီလိုကိုရီးယားဆက်ဆံလေးစားပါမယ်စားကောင်းကိုရီးယားတော့သွားဆမ်းမလို့နော်ငါအိမ်ပဲလာလားโอเคကဲငါတို့လည်းနှစ်ဖက်ကဒီလိုမျိုးဖြစ်နေစားရမှာဆိုလို့လားမသိလည်းနဲ့ချပြီနော်အားမရတော့တက်ကင်တော့ကတော့အရင်မှာဆက်မတက်ပါတော့လေရှယ်ပဲရှယ်မှုယူအောင်မအများကြီးတည်တယ်စားစိတ်ချယူမပြန်နဲ့နော်ယူမချက်သားလေးနဲ့ဘယ်လားဇုံးတွေဇက်တွေလည်းမလိုတော့ဘူးငါပြောတာပဲဖုန်းမယူနဲ့ဆိုပါမှစားရမှာလက်နဲ့မှာနော်ရပါကဲဒီနေ့စက်သားကင်ချင်းငန်ဆက်တော့ရဲ့တင်ပေါ်ဒီထောင်းလေးရဲ့လုံမီလေးကိုမျှဝေသွားတာဖြစ်ပါတယ်နောက်ဗီဒီယိုမှာလည်းဗာတွေလာပြီးတော့မျှဝေသွားမှာလဲဆိုတာကိုစောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်ဘိုင်ဘိုင်ဟဲ့ဒီမှာထဲ့နေဟောမှာဘိုင်ဘိုင်လောက်ဘိုင်ဘိုင်ဆက်စားလိုက်အောင်မယ်နော်မလေးထဲ့နေမှာပြီးတော့